ဆရာမင်္ဂလာပါဆရာ မင်္ဂလာပါ ဆရာ Life Path to Success ဆိုတဲ့ training ကလူငယ်တွေရောတက်လို့ရလားလူကြီးတွေအတွက်တည်တံ့လားဆရာအဲ့ဒါလေးလည်းဖြေချပေးပါဦးဆရာ Life Path to Success Training ကိုကျွန်တော်တောက်လျှောက်ကျင်းပလာရှိတယ်တခါလေကြာရင်ဒီတလာထဲမှာပဲကျွန်တော်တို့6ကြိမ်9ကြိမ်ကျင်းပတဲ့အခါလေးရှိကျွန်တော်အတွေ့အကြုံရပြောမယ်ဆိုရင်ဒီအသက်14နှစ်15နှစ်အရွယ်ကနေစပြီးတော့ကျွန်တော်59နှစ်အရွယ်အထိကျွန်တော် training မှာပါခဲ့မှုတယ်ပေါ့နော် participant တွေတနည်းအားဖြင့်လာတက်တဲ့လူတွေကအသက်14နှစ်15နှစ်ကနေစပြီးတော့59နှစ်ထိလာတက်တယ်တက်တဲ့ခါမှာဒီ reset track တဲ့ပုံစံတော့မတူဘူးပေါ့လူငယ်တွေကြတော့ဒီအလုပ်ကိုင်ခွင့်လန်းတွေအလုပ်တွေဘယ်လိုရအောင်လုပ်ရမလဲဘဝရည်ရွယ်ချက်လေးကိုငယ်စဉ်ခါကလေးကသိသွားတယ်ပေါ့လူကြီးတွေကြတော့သူကဘယ်လိုပုံစံဖြစ်သွားလဲဆိုတော့ဘဝရည်ရွယ်ချက်ကိုသူသိသွားတယ်ပူပြောလာတယ်ပတ်စံတွေအများကြီးဝင်တဲ့အနေဒါတခုမှာကားလေးမှာမပျော်ရွှင်တဲ့လုပ်ငန်းရှင်တွေရှိတယ်မပျော်ရွှင်တဲ့လုပ်ငန်းရှင်တွေဆိုရင်ပျော်ရွှင်လာတယ်နောက်ထပ်မရှိလုပ်နေတဲ့အလုပ်အပြင်နောက်ထပ်လုပ်ငန်းအသစ်တစ်ခုလုပ်ဖို့အခွင့်အရေးတစ်ခုသူပို့ပြီးတော့မြင်လာတယ်ပို့ရလာတယ်အချို့တွေလည်းကျွန်တော် training ပြီးသွားတဲ့အချိန်မှာနောက်ထပ်လုပ်ငန်းအသစ်တွေပါတွေတောင်ထူထောင်ထားတာလေးသွားတွေ့ရတယ်လူငယ်ကြီးလည်းတက်လို့ရတယ်လူကြီးကြီးလည်းတက်လို့ရတယ်ဘဝရည်ရွယ်ချက်ဆိုတာတကယ်တော့လူတိုင်းမှာရှိကြတာရည်ရွယ်ချက်လေးတွေကိုပြန်လဲမြင်အောင်ပြီးတော့ဘဝမှာပျော်ရွှင်မှုရဲ့အောင်မြင်မှုဆိုတာငွေကြေးလည်းပါမယ်မိသားစုကဏ္ဍလည်းအကုန်လုံးပေါ့ဒါတွေရရှိဖို့အတွက်ဆိုရင်တော့ Life Path to Success ကလူတိုင်းတက်ရောက်တဲ့ training လေးတစ်ခုဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်